အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆိုင်မှာဆက်ပြီးတဲ့ဟင်းတွေကြောင့်လို့ပြန်လည်မျှဝေပေးချင်ပါတယ်ကျွန်တော်တော့ဒီဟင်းဝဲကိုမြန်မာလိုမသိတဲ့ကြောင့်ဒီဟင်းမျိုးရွှေပိုင်းလေကောင်းမှမရှိသွားကြပါဘူးပါဝင်ပစ္စည်းတွေကတော့ဂျင်းပပလေးထားတာလေးတွေရဲ့စက်သွန်လေးတွေရဲ့စက်သွန်အနီကိုလေးစိတ်ထိုးထားတာလေးတွေရဲ့ဒီပစ္စည်းလေးတွေပေါင်းပါတယ်ကျွန်တော်ကတော့ဒီနေရာမှာအသားကို customer ပိုင်းတိုင်းစက်သားပဲတုံးပြပေးထားပါတယ်တကယ်ချင်းတော့မိမိချိုင်းနေတဲ့အသားကိုရွေးချယ်ပြီးဆက်ပြုတ်နေပါတယ်ပြီးတော့ရင်တော့ဆောင်းနာကချက်သားကိုစီပူလေးမှာကြက်ရုံတော့ခဏကြုံပါမယ်ပြီးပြန်ဆဲထားလိုက်ပါမယ်ပြီးရင်တော့ချက်သားကိုစစ်ထားပြီးတော့ဆာပလာလေးတွေကိုအစိမ်းနဲ့ပြောင်းပြီးမှုသွားတဲ့အထိဒီလိုမှလိမ့်နေပါမွေးလာပြီဆိုတော့အများကြီးဖြူစီရဲ့ဝင်နေစီထည့်မယ်ပြီးရင်တော့တခြားအချုံမချက်သားမှုနဲ့ရှီလီဆော့အစီယံကိုနည်းနည်းစီထည့်မယ်ရှီလီနည်းနည်းထည့်ပြီးဦးရဲ့ကဆပ်လိုင်းနဲ့နှံ့တော့မှုလေးနဲ့ပြီးရင်တော့ဆော့ဆော့စီတက်ထားတဲ့ချက်သားကိုပါဒီနေ့တစ်ခါထည့်မှုမယ်ဒီနေရာမှာတော့ကျွန်တော်တို့ဆိုင်ကစတမာတွေကအမှန်မစားတဲ့အတွက်ကျွန်တော်စားလို့မတော့ပါဘူးချက်သားချက်လောက်ပြီးဆိုရင်နေထိုင်ရအောင်တော့ချလို့ရပါပြီပြီးရင်ဒီဟင်းကအရင်နှစ်တွေများနေလဲစားလို့မကောင်းပါဘူးတူတန်းလေးပဲခက်ဆက်လျှောက်လေးပဲစားလို့ကောင်းပါလေခုလို့ဆိုတော့အားလုံးလည်းဆက်တော့ကြမယ်လို့မျှော်လင့်ပါတယ်ပြီးတော့နိုင်ငံခြားမှာနေတဲ့ကျွန်တော်ညီကိုကြီးလည်းကိုယ့်ဘာကိုနှိချက်စားရဆိုရင်ဒီလိုဟင်းရလေးကိုစဉ်းကြည့်ဖို့အကြံပေးချင်ပါတယ်နောက်တစ်ခါပါချောင်းရလေးကိုတင်ရမယ်ဆိုတော့လေကောင်းပါရှိတော့ကြပါအောင်အားလုံးချစ်စုတင်ပါတယ်